အားလုံးပဲမင်္ဂလာပါရှင်စောစောမြန်မာ channel မှာကြိုဆိုပါရစေတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့တိုက်ဆက်များနဲ့ဂမ်ဘရီယာလက်စွပ်အကြောင်းပဲဖြစ်ပါတယ်တိုက်ကလာတဲ့လူတွေဟာတာမန်သူများနဲ့မတူပဲတရားထက်သန်ကြပါတယ်ဖះတရားလောက်ကြတယ်အသားဆိုလဲသားကြီးငါးကြီးစားခြင်းများကိုမနှစ်သက်ကြပါတိုက်ဆက်အဆောက်အအုံရှိသူများမှာဖះတရားလုံရင်လှုပ်တယ်လို့ပို့၍ထပ်မြက်ကြတယ်ဖះတရားမလုံမကောင်းသည့်အာကုသိုလ်အလုံးများလှုပ်လင်လဲအစင်မပြေခြင်းခေါင်းကိုက်ခြင်းများဖြစ်တတ်တယ်အန်ရဖြစ်တော့မီဆိုရင်စိတ်ကတိနေခြင်းအိမ်မက်များပေးခြင်းခံရပါတယ်တယောက်နဲ့တယောက်တော့မတူညီကြပါတချို့ကတိုက်နဲ့ချိတ်ဆက်ချိန်တန်လို့တိုက်ဆက်စင်ရင်တိုက်နဲ့ချိတ်ဆက်မိကြတယ်တိုက်ဆက်ရှိသူတွေရဲ့လက္ခဏာတွေမှာလက်ညှိုးအောက်မှာဆော်လမွန်လက်စွပ်များပါခြင်းလက်ညှိုးပထမရက်နဲ့ဒုတိယရက်အလယ်တွင်ဂမ်ဘရီယာလက်စွပ်ဟုခေါ်သည့်အမှတ်သားပါရင်ပို၍အစွမ်းထက်ကြပါတယ်အရာရာကိုအကြအမြင်ရသလိုကြိုသိနိုင်သည့်အစွမ်းများလည်းပါလာကြပါတယ်တိုက်ဆက်ကြီးသူတိုက်ဆက်နီးသူများမှာပို၍တတိသားတင်သည့်အပျော်အပါလွန်ခြင်းမကောင်းမှုများလှုပ်ခြင်းသည်တိုက်ကစိတ်ဆိုး၍ဘဝပြတ်သည့်အထိပြစ်ဒဏ်ပေးတတ်ပါတယ်။နောက်ဆက်သူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။အားလုံးစိတ်ချမ်းသာခြင်းကိုယ်ရည်ကျန်းမာခြင်းနဲ့ပြည့်စုံပါစေ။ဘုသူရရကြများကိုအဆက်မပြတ်တင်ဆက်မှာဖြစ်တဲ့အတွက် channel ကို subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုပေးရစေ။ notification လည်းနှိပ်ပေးဖို့တောင်းဆိုပေးရစေ။ကျေးဇူးတင်ပါတယ်ရှင်။